FWA တနစ်တာအကောင်းဆုံးကစားသမားစုကို Bruno Fernandes စုခုဘောလုံးကလောင်ရှိများအဖွဲ့ FWA ကချီးမြှင့်သည့်ယခုနှစ်အတွက်အမျိုးသားတနစ်တာအကောင်းဆုံးကစားသမားစုကို Manchester United အသင်းကောင်းဆောင် Bruno Fernandes ကစုခုသွားခဲ့ပြီးအမျိုးသမီးကဏ္ဍတွင် Man City တိုက်စစ်မှု Khadija Shaw ကထိပ်တန်းစုကိုပိုင်ဆိုင်ခဲ့သည်စံချိန်တစ်တင်ရန်နီးစပ်နေသည့် Bruno Fernandes သည် Premier League တရားသည့်အတွင်းကိုဖန်တီမှု assist အများဆုံးစံချိန်ကိုချိုးဖျက်ရန်အခြေအနေကောင်းနေပြီးသမိုင်းဝင်ရာသီတစ်ခုကိုပိုင်ဆိုင်ရန်နီးစပ်နေသည်လက်ရှိတွင်သူသည်ကိုဖန်တီမှု16ကြိမ်ပြုလုပ်ထားပြီးရာသီကုန်ရန်3ပွဲအလို၌ Thierry Henry နဲ့ Kevin De Bruyne တို့တင်ရှိထားသည့်ကိုဖန်တီမှု20ကြိမ်စံချိန်ကိုလိုက်မီရန်တစ်ကြိမ်သာလိုတော့သည်အသင်း၏အလှည့်ပြောင်းနှင့်စွမ်းဆောင်ရည်ယခုရာသီတွင် United အသင်းသည် Ruben Amorim ၏လက်ထက်၌ရလက်များဆိုးရွားစွာစတင်ခဲ့တော်လဲAmorim ယာဒူးမှထုတ်ပယ်ခံရပြီး Michael Carrick ဝင်ရောက်တာဝန်ယူချိန်မှစ၍အသင်း၏ခြေစွမ်းမှာတိတိတာတာတက်လှမ်းလာခဲ့သည် Fernandes သည်ထိုကဲ့သို့မတည်ငြိမ်သည့်အခြေအနေများကြားမှာအသင်းကိုဦးဆောင်မှုပေးခဲ့သူဖြစ်သည်ထို့ပြင်သူသည်ယခုရာသီတွင်လီဂို8ဂိုးသွင်းယူပေးထားပြီး United အသင်းအတွက် Champions League ဝင်ခွင့်ကိုလည်းရာသီမကုန်မီအစောတလျောက်အတည်ပြုနိုင်အောင်ကူညီပေးခဲ့သည်ပြိုင်ဘက်များကိုကြော်ဖြတ်ခြင်းနှင့်ပုဂ္ဂိုလ်ရေးမှတ်တမ်းအကောင်းဆုံးကစားသမားစုအတွက်မဲပေးရာတွင်အာဆင်နယ်အသင်း၌အရေးပါသည့်အခန်းကဏ္ဍမှာပါဝင်နေသော Declan Rice ကဒုတိယ Man City တိုက်စစ်မှုအာလင်ဟာလန်ကတတိယနေရာများတွင်အသီးသီးရပ်တည်ခဲ့ကြသည်အသက်32နှစ်အရွယ်ရှိ Fernandes သည်2020ခုနှစ်တွင် Sporting Lisbon မှ United သို့ရောက်ရှိလာသူဖြစ်ပြီးယခုရာသီတွင်သူ၏ပရီးမီးယားလိပွဲပေါင်း300ပြည့်မှတ်တမ်းကိုရရှိခဲ့သည်ပြီးခဲ့သည့်နွေရာသီက Saudi Club Al Ahly အသင်း၏ဆွဲဆောင်မှုရှိသောကံလှမ်းမှုများကိုညှင်းပယ်ကာအသင်း၏အခက်အခဲများကြားတွင် Old Trafford တွင်ဆက်နေရန်သူကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် Draw အမျိုးသမီးကဏ္ဍ Khadija Shaw ၏အောင်မြင်မှု Man City အမျိုးသမီးအသင်း2016ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ် WSL ဖလားရရှိစေရန်စွမ်းဆောင်ပေးခဲ့သည့် Khadija Shaw သည်လည်း FWA အကောင်းဆုံးဆုကိုစုခူးခဲ့သည်သူမအတွက်ယခုဆုသည်2023-2024ရာသီနောက်ပိုင်းဒုတိယအကြိမ်ရရှိခြင်းဖြစ်သည်ဂျမီကာလက်ရွေးစင်တိုက်စစ်မှုဖြစ်သူသူမသည်ယခုရာသီတွင်16ဂိုးသွင်းယူထားပြီးရွှေဖနက်ဆုအတွက်ထိပ်ဆုံးမှဦးဆောင်နေသည်သို့တော်လည်းသူမသည်ယခုနွေရာသီမှာယခုနေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးတော်မူဖြစ်ရာအသင်းမှထွက်ခွာဝယ်ရှိနေပြီး Chelsea အသင်းကသူမကိုအလွတ်ပြောင်းရွှေ့ခြင်းဖြင့်ခေါ်ယူရန်ရေပန်းအစားဆုံးဖြစ်နေသည်